တော့ကျွန်တော်တို့တက်ဆင်ခဲ့ပုံလေးရှင်းပြပါမယ်ဘယ်လိုရွေချက်နဲ့တက်ဆင်ခဲ့လဲဆိုတော့เนาะ customer ရဲ့လိုအပ်ချက်ရဲ့ဦးစားပေးပေါ့เนาะအဲ့ဒါကိုစဉ်းစားခဲ့ပြီးကျွန်တော်တို့တက်ဆင်ခဲ့တယ်အဲ့တော့ပေါ်မှာဆိုလာချက်တွေကျွန်တော်90ရှိမယ်ဘယ်လိုစဉ်းစားလဲဆိုတော့ကျွန်တော်တို့73ချက်73ချက်14ချက်10ချက်စဉ်းစားတာဖြစ်တယ်အဲ့တော့ဆိုလာ line 4 line ထည့်ပြီးစဉ်းစားတာဖြစ်တယ်အဲ့တော့10ချက်ကအရှိဘက်ကိုမျက်နှာမူထားတယ်ဒီကျွန်တော်တို့ရဲ့ဒီဘက်လှည့်တာပေါ့အရှိဘက်ကိုမျက်နှာထည့်ထားတယ်ကျန်တဲ့ဟာတွေကဒီတောင်ဘက်ကိုမျက်နှာထည့်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ do string ဆွဲထားတယ်ဆွဲထားပြီးတော့ safety device တွေထည့်ထားတယ်အဆောင်ငယ်ပြင်ပအောင်ပေါ့နော်တကယ်လို့10 meter နဲ့ကြော်လို့ရှိရင်ဒီ safety device တွေထည့်ပါလို့ပြောထားတယ်ကျွန်တော်တွက်ချက်မှုမှာပထမတော့ဒါလုံးဝမပါဘူးအဲ့တော့နောက်ပိုင်းကျတော့ကျွန်တော် safety ရပါတော့ဒါကိုမဖြစ်မနေနဲ့ထည့်မယ်ဆိုပြီးတော့ဒါပို့လဲတောင်းခံခြင်းမရှိခဲ့ဘူးဒါ safety ရကျွန်တော်တို့ထည့်ပြီးတော့တက်ဆင်ခဲ့တယ်နောက်တစ်ခုကကျွန်တော်တို့ solar ဥစ္စာတွေကို level ပေါ့နော်အတွင်းမှာလည်းကျွန်တော်တို့ဒီ fuse တွေ breaker တွေ SPD ကိုထပ်ပြီးတော့ထပ်တက်ခဲ့တယ်ပေါ့နော်အတွင်းမှာလည်းကျွန်တော်တို့ရှိတယ် DB box ထဲမှာရှိတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ထားလဲဆိုတော့ဒီ battery နဲ့ဆင်တဲ့ solar အချက်90ဆိုတာတကယ်လို့သာအဲ့မှာ15 kW လောက်တော့သုံးခဲ့လို့ရှိရင်မလောက်ဘူးဆိုတာကျွန်တော်တို့သိတယ်တကယ်လို့များကျွန်တော်တို့ဒီ battery နဲ့ဆင်နဲ့သုံးမယ်10 kW လောက်သုံးမယ်ဆိုရင်ည8နာရီလောက်ထိတော့အသုံးခံမယ်10 kW နဲ့8နာရီလောက်ထိအသုံးခံမယ်တကယ်လို့12နာရီလောက်10 kW လောက်သုံးနေတယ်ဆိုရင်တော့ကျွန်တော်တို့ battery 30ထားမှရမယ်အဲ့တော့တွက်ချက်လို့ရတယ်အဲ့တော့တကယ်တော့10 kW 11 kW ဆိုတော့ကျွန်တော်အမြင်ကိုပြောနေတာတကယ်တော့ခုန data history ကိုတော့ပြန်ပြီးတော့ကြည့်တဲ့အချိန်မှာ15 kW လောက်ထိအောင်သုံးတာတွေ့ရတယ်ဒါနောက်တစ်ခုက20 kW လောက်ထိသုံးတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအသုံးလောက်ဖို့က battery ကquestion ကဒီတညာလုံးကိုEVC ကိုမသုံးမဲနဲ့ battery ကိုထည့်ဖို့ဆိုရင်ခုနကအသုံးတွေက constant ခုန11 kW 12 kW လောက်ပုံမှန်သုံးမယ်ဆိုတော့ရနိုင်တယ်ဒါပေမဲ့အဲ့လိုရမှန်းကအသုံးများရင်ဒါတော့တွက်ချက်မှုနဲ့တော့လွဲနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေတော့ရှိတယ်ကျွန်တော်ဘယ်လိုလုပ်ထားလဲဆိုတော့အပေါ်ထဲမှာ3 meter ရှိမယ်အဲ့မှာကျွန်တော် breaker တစ်လုံးတက်ထားတယ်နောက်ပြီးတော့ဘာလုပ်ထားလဲဆိုတော့ကျွန်တော်တို့ charging လုပ်နေဒီမှာ charging လုပ်နေတဲ့အချိန်မှာအောက်ထပ်တွေကိုပေါ့နော်အောက်ထပ်တွေကို charging လုပ်တဲ့အချိန်မှာ EPC က inverter ကနေဖြတ်ပြီးတော့အောက်ထပ်တွေကိုရောက်သွားနိုင်တယ်ဆိုတော့အပေါ်ထပ်မှာမီတာကတက်သွားနိုင်တယ်ပေါ့နော်မီတာတက်သွားနိုင်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်လိုလုပ်ထားလဲဆိုတော့အပေါ်က charging သွင်းတာ ਨੇ အောက်က ADS ကဘယ်လိုဖြစ်သွားမလဲဆိုတော့ inverter ကနေ EPC ဘက်ကိုပြောင်းသွားမယ်အပေါ်က charging လုပ်တာ ਨੇ အောက်ကအခန်းတွေက inverter သုံးနေရကနေ EPC ဘက်ကိုပြောင်းသွားမယ်အဲ့ဒါဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့အပေါ်3 မီတာကနေကျွန်တော်တို့ကအားစိန်ုံတက်ပဲဖြစ်တော့မယ်အောက်ကသူ့မီတာနဲ့သူ EPC ဘက်ကိုပြောင်းသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအပေါ်ကမနက်ပိုင်းဒီ charging breaker ကိုကျွန်တော်တို့ကချလိုက်မယ်ဆိုရင်เนาะ charging breaker ကိုချလိုက်မယ်ဆိုရင်အောက်ကဟာတွေလည်းအောက်ကအခန်းတွေလည်း solar ကိုသုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တစ်ဦးစားပေးစဉ်းစားတာကဘက်ထရီများမလောက်ခဲ့လို့ရှိရင် EPC ကနေ charging လုပ်တဲ့အချိန်မှာအောက်ခန်းတွေကအပေါ်က EPC ကိုယူမသုံးအောင်အောက်မှာ ADS ခံထားတယ်ပထမကျွန်တော်ယူရကြမှာချိန်ဝါပဲထားမယ်ချိန်ဝါပဲထားလို့ရှိရင်လူကအများတန်းလုံးသွားလှုပ်ပေးနေရမယ်အပေါ်နဲ့အောက်နဲ့အဆက်အသွယ်ယူပြီးတော့အားလုံးသွားလှုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့မှာ ADS ထည့်လိုက်တယ် quotation မှာချိန်ဝါထည့်တယ်တကယ်လည်းတွေ့မှာကျွန်တော်တို့က ADS သုံးလိုက်တယ်နောက် breaker တစ်လုံးနဲ့ထပ်ပို့ပြီးတော့သုံးလိုက်တယ်ကျွန်တော်တွက်ချက်မှုနဲ့လွဲတာပေါ့နော်လွဲတယ်ဆိုတော့စေနာပါဒါကကျွန်တော်တို့က ADS နဲ့ထပ်မှအဆင်ပြေမယ်ဆိုပြီး ADS တွေပို့ပြီးတွက်လိုက်တယ်ချိန်ဝါနဲ့ ADS ဘိုးနဲ့ရှင်လို့ရှိရင်ပေါ့နော် ADS ဘိုးကပို့ပြီးတော့ဈေးကြီးတယ်နော်အဲ့တော့ဘယ်လိုစဉ်းစားလဲဆိုတော့ကျွန်တော်တို့ကအဲ့လိုဒီဘက်ကအပေါ်မှာချိန်ဝါကြီးတစ်ခုတက်ထားတယ်ဒါတော်တော်လေးကိုဈေးကြီးပါတယ်ရိုးဒီဟာပဲချိန်ဝါထက်ပိုပြီးဈေးကြီးပါတယ်အဲ့တော့ကျွန်တော်ပထမထပ်မှာဒီချိန်ဟာပဲချိန်ဝါတက်ဖို့စဉ်းစားတယ်အောက်နှစ်ထပ်မှာလည်းဟာပဲချိန်ဝါကိုတက်ရှာကျွန်တော် quotation ရပါတော့တကယ်လက်တွေ့မှာကျွန်တော်စဉ်းစားပြီးတော့ဒီမှာဟာပဲတက်ထားတယ်ဒီဟာပဲချိန်ဝါဆိုတာကတကယ်လို့ inverter တစ်ခုဖြစ်ကြလို့ရှိရင် EPC ဘက်ကိုပြောင်းနိုင်အောင် manual နဲ့ပြောင်းနိုင်အောင်ထားခြင်းဖြစ်တယ်
ဒီ ADS ကြတော့မဟုတ်ဘူးဘယ်လိုလဲဆိုတော့ခုနကအပေါ်ကချခြင်းပေးလို့ရှိရင်အောက်ခန်းတွေလည်း EVC ရောက်အောင်မှာဆိုလို့ဒီ ADS အကြီးကိုကျွန်တော်တက်ထားခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအောက်ကိုပေးဖို့အတွက်ကို breaker တစ်လုံးထပ်ပြီးတော့ဒီမှာထပ်တိုးတက်ဆင်လိုက်ရတယ်ဟုတ်ပါနော်ဒီမှာကျွန်တော် MCB နှလုံးတက်ထားတယ်ဒီမှာဒီဥစ္စာက MCCB နှလုံးကိုထပ်ပြီးတော့ထပ်လိုက်ရတယ်အောက်ခန်းနေပေးဖို့အတွက်ကိုနော်ဒါ additional ကျွန်တော်ဖြစ်သွားတာတကယ် charge မှာကျွန်တော်ဒီ additional တွေထည့်မတောင်းခဲ့ဘူးနော်additional တွေထည့်တောင်းမယ်ဆိုရင်ဒီ cost ကပို့ပြီးတော့များသွားဖို့ရှိတယ်ဒါမဲ့ဒါဒီ customer အသုံးပြုတာလွယ်ကူအောင်လို့ဆိုပြီးတော့အဆင်ပြေအောင်ဆိုပြီးဒါကိုစဉ်းစားလိုက်တာပေါ့နော်ဒါတော့စဉ်းစားလိုက်တာအရင်တော့ရိုးရိုးချိန်ကွာလောက်ပဲထည့်ပေးမယ်လို့စဉ်းစားခဲ့ပြီးဒါဟောကိုကျွန်တော်တို့ customer အဆင်ပြေသေးလို့အတွက်ဒီ ADS တွေထပ်လိုက်တာဖြစ်တယ်ဒီ breaker တွေထပ်ပို့ထည့်လိုက်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်လဲဆိုတော့ဒီက control signal ကိုယူပြီးတော့ဒီ ADS ကိုအလုပ်လုပ်မှာဖြစ်တယ်ဒီ breaker ကိုတင်လိုက်တာနဲ့အောက်ကအခန်းတွေက EBC ဘက်ကိုအလိုလိုနေပြောင်းသွားမှာဖြစ်တယ်အဲ့တော့ဥနောက်ပိုင်းကျွန်တော်စဉ်းစားတာကဒါလူကအမြဲတမ်းလို့ပေါ်ကcharging breaker ကိုတင်ရမယ်ဘက်ထရီအနည်းများပုံမူတည်ပြီးတော့တင်ရမှာဖြစ်တဲ့အတွက်ဒါလူနဲ့လောက်ရတာအဆင်ပြေနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကတိုင်းဒီ Wi-Fi ဟာလေးထပ်တက်မယ်ဆိုပြီးတော့ကျွန်တော်တို့ကစဉ်းစားလိုက်တာအဲ့တော့တိုင်မာလေးနဲ့အောက်ကိုမညက်ခြားပါတော့ကျွန်တော်တို့ည9နာရီလောက်ကနေအားသွင်းနေတယ်ဆိုရင်တိုင်မာမှာည9နာရီလောက်ကနေပေးလိုက်တယ်ဆိုရင်သူ့ရဲ့ signal ကအောက်ကိုရောက်သွားမှာရောက်သွားလို့ရှိရင်အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ဒီဘက်ကအားသွင်းတာနဲ့အောက်ထပ်တွေက EBC ဘက်ကိုပြောင်းသွားမယ်ကျွန်တော်မနက်9နာရီကြာရင်အားသွင်းတာကိုရပ်မယ်ဆိုရင်သူတို့ကဘယ်လိုဖြစ်သွားလဲဆိုတော့ inverter ဘက်ကိုသူတို့ကပြန်ပြီးတော့ပြောင်းသွားမယ်ဘက်ထရီမပြည့်ခင်ပါပဲเนาะဆိုမနေ့ကျတော့ solar ကပြန်ပြီးတော့အားသွင်းမယ်ပေါ့เนาะကျွန်တော်အဲ့လိုမျိုး design ပြုလုပ်ထားတာပါ customer ကိုဦးစားပေးပြီးတော့ဒီ meter ကလည်းကျမှာဆိုလို့ပေါ့เนาะအဲ့လိုမျိုးစဉ်းစားထားတယ်စဉ်းစားပြီးလုပ်ဆောင်တာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကဒီ inverter တွေကခုနကကျွန်တော်ပြောခဲ့သလိုပဲ setting မှာချိန်လို့ရတယ် setting မှာဘယ်ချိန်မှာအားသွင်းနေတယ်ဘယ်ချိန်မှာအားမသွင်းယူဆိုတာလဲ setting မှာချိန်လို့ရတယ်ဒါကိုဒီလူကသွားပြီးတော့EPC ကနေ top page ဒီ breaker ကနေသွားပြီးတော့ပိတ်เสียရမလို့ဘူးတင်ထားပေမဲ့လည်းအားမသွင်းအောင်ကျွန်တော်တို့လှုပ်ထားလို့ရတယ် setting အားဖြင့်ချိန်ထားရဒီ inverter တွေကအဆင့်မြင့်တာဖြစ်တဲ့အတွက်ဒီလို function တွေပါတယ်အခြား inverter တွေမှာအဲ့လောက်function မပါဘူးပေါ့နော်အဲ့လောက်မစော်ဘူးကျွန်တော်လိုသလို EPC ကိုအားသွင်းမယ်အားမသွင်းဘူးဆိုတာပိတ်ထားလို့ရတယ်ပေါ့နော်ဒီ setting မှာပိတ်ထားလို့ရတယ်ဘယ်လောက်ပဲဒီဘက်က breaker တွေတင်မတင်ပေါ့နော်အဲ့တော့အောက်ကကျွန်တော်တို့ကပထမ73လမှာဒီ inverter ကိုတက်စင်တာဖြစ်တဲ့ဒီ3လကဟိုပေးမှာဖြစ်လို့ကျွန်တော်တို့ကinverter ကြီးပဲသုံးနေရင်တော့ solar နဲ့ inverter ကြီးပဲသုံးနေရင်တော့ပြဿနာမရှိဘူးတကယ်လို့ဒါ EPC ဝင်လာပြီဆိုရင်တော့အပေါ်ဓာတ်က EPC မီတာပေကအောက်ထပ်ကယူသုံးမှာဖြစ်သွားတဲ့အတွက်အဲ့တော့ဒီပေါ်ဓာတ်မှာမီတာတွေဒါကျနိုင်တယ်အဲ့လိုမဖြစ်ရအောင်ဒီ ADS ဒီ3လုံးပေါ့နော်ကျွန်တော်ခံထားခြင်းဖြစ်တယ်အရင်အတွက်ချက်မှုမှာဒါတွေကလုံးဝမပါဘူးဒါကျွန်တော်တို့ဒီစဉ်းစားပြီးတော့မှပြောင်းပြီးတော့မှဒါတွေကတက်ပေးထားတာဖြစ်တယ်ပေါ့နော်ပထမတော့ Harvell လောက်နဲ့ကျွန်တော်တွက်ထားတာဖြစ်ပါတယ်အဲ့တော့အမှဒီလိုမျိုးတက်ဆင်ပြီးတဲ့အချိန်မှာဟုတ်ပြီကျွန်တော်တို့ကလူကအပေါ်ကနေအတင်ချလုပ်ပေးရမှာအတင်ချဒီ chain charging breaker ကိုအတင်ချလုပ်ပေးရမှာမလို့လားဘူးပေါ့နော် auto ဖြစ်ခြင်းလို့နောက်ထပ် additional အနေနဲ့Wi-Fi timer လေးထပ်တက်လိုက်တယ်ပေါ့နော်အဲ့ဒါပါပဲကျွန်တော်ပြောလို့ချင်တာကပထမရည်ရွယ်ချက်တဲ့နောက်ရည်ရွယ်ချက်တွေကတော်တော်လေးကိုကွဲပြားသွားပါတယ် customer ဦးစားပေးပြီးစဉ်းစားလိုက်တာဖြစ်တဲ့အတွက်တချို့ဟာလေးတွေကပုံမှန်မဟုတ်ဘူးဒါတွေကိုအသုံးပြုတဲ့သူကသိရှိသွားမယ်ဆိုရင်နောက်ပိုင်းကျရင်လွယ်ကူသွားမှာဖြစ်ပါတယ်အဓိကကျွန်တော်ရည်ရွယ်ချက်က customer ကအလုံးမရှုပ်ရဘူးအပေါ်ဓာတ်ကမီတာပေကအောက်ထပ်ကယူသုံးရတာမဖြစ်ရဘူးsolar ကိုလည်းနေပိုင်းမှာအပြည့်အဝသုံးသိခြင်းနဲ့ဘက်ထရီအားသွင်းခြင်းနဲ့ညပိုင်းကျတော့လိုအပ်တဲ့ဒီဘက်ထရီရဲ့အားလောက်ပဲသွင်းအောင်သွင်းနေတာဖြစ်ချင်တယ်နောက်တစ်ခုက charging ampere ကိုလည်းအများကြီးမတင်တာဘူးဒီ draw မှာ5 ampere ဒီ draw မှာ5 ampere ပဲတင်ထားတယ် high voltage ဘက်ထရီတွေက ampere အများကြီးမြင့်ပြီးသွင်းနေရမလို့ဘာလို့လဲဆိုတော့ဘို့များလို့ဘို့နဲ့ ampere နည်းနည်းလေးနဲ့မြှောက်လိုက်တော့မှ watt ကအများကြီးရတယ်ပေါ့နော်အဲ့တော့သူတို့ကအားသွင်းတာ high voltage ဘက်ထရီကအားသွင်းတာမြန်တယ် low voltage ဘက်ထရီရဲ့ ampere မြင့်ပြီးသွင်းမှသာအားသွင်းတာမြန်တာ
ဒီမှာက MB ကနှိပ်ပြီးသွင်းထားလို့ရတယ်ပိုးတွေကဒါများလို့ပေါ့နော်600ကျော်လောက်ရှိတယ်ပေါ့နော်ဒါကိုရှင်းပြလို့ခြင်းဖြစ်ပါတယ်